ကဲအဲ့တော့ 5BB business customer တွေအမေးများတဲ့မေးခွန်းလေးတွေရှိတယ်အဲ့ထဲမှာပထမအဆုံးမေးခွန်းကဘာလဲဆိုတော့ line အဆင်မပြေရနဲ့ပေါ့နော်ဖြစ်ပေါ်လာခဲ့လို့ရှိရင် line အဆင်မပြေတာတစုံတရာဖြစ်ပေါ်လာခဲ့လို့ရှိရင်ဘယ်လိုမျိုးဆက်သွယ်ရမလဲတဲ့အဲ့ဒါလေးသိချင်ပါတယ်ကျွန်တော်တို့ဒီ line တစ်ခုခုအဆင်မပြေရပဲဖြစ်ဖြစ်ပေါ့နော် complaint တက်ချင်တာပဲဖြစ်ဖြစ်အဲ့ဒါ something ပေါ့တစ်ခုခုဖြစ်ပေါ်လာလို့ရှိရင်ပေါ့ကျွန်တော်တို့ဒီ business customer တွေအတွက်တီးတက်ကောစနာရှိပါတယ်အဲ့တီးတက်ကောစနာလေးကတော့ဖုန်းနံပါတ်က39934353လုံးကိုဓာတ်ရိုက်ခေါ်ဆိုလို့ရပါတယ်မှာโอเคဟုတ်ပြီအဲ့ဖုန်းနံပါတ်ကိုဓာတ်ရိုက်ခေါ်ဆိုလို့ရတယ်ပေါ့နော်ကဲအဲ့တော့အမနောက်တစ်ခုသိချင်တာကဘာလဲဆိုတော့အမတို့ကကောစနာကိုကဲဟုတ်ပြီဖုန်းဆက်လို့ရတယ်ဒါပေမဲ့ဟိုကိုရီးယား line အဆင်မပြေတဲ့အချိန်အောင်မှည7:00နာရီဖြစ်နေတာမျိုးလို့ကိုနဲ့ဗီဒီယိုကောပြောနေနေပေါ့ညဘက်ကြီးပေါ့နော်အဲ့တော့ကိုနဲ့ဗီဒီယိုကောပြောနေနေလို့ line မကောင်းလို့ဗီဒီယိုကောပြောလို့မရတဲ့အချိန်မျိုးဆိုအမတို့ကကောစနာကိုဒါဖုန်းဆက်ပြီးတော့ complaint တက်ချင်တယ်ဒါပေမဲ့လေကောစနာလူတွေရှိပါမလားဒီချိန်ဖုန်းဆက်ရင်ကင်မမလားအဲ့လိုမျိုးပေါ့နော်တွေးပြီးတော့စိုးရိမ်မိတာလေးရှိတယ်အဲ့တော့ကောစနာကိုဖုန်းဆက်မယ်ဆိုလို့ရှိရင်အချိန်သတ်မှတ်ထားတာတွေရောရှိလားအချိန်ကတော့သတ်မှတ်ထားတာမရှိဘူးကျွန်တော်တို့ဒီ business customer တွေအတွက် call center တွေကတော့ပိတ်ရက်မရှိ24/7ဟိုstand by ရှိနေရပေါ့နော်တိုက်တဲ့ချိန်တော့ဖုန်းခေါ်လို့ရတယ်ဒါပေမဲ့တခုရှိတာကကျွန်တော်တို့ဒီလူပေါင်းများစွာဖုန်းခေါ်နေတဲ့အချိန်မှာတော့တခါလေကိုခေါ်တဲ့ချိန်နဲ့တခြားလူနဲ့ခေါ်နေလို့ something တိုက်ဆိုင်သွားလို့ရှင်တော့ line busy လေးရောဖြစ်တယ်ပေါ့နော်အဲကြောင့်လို့ရှင်တော့တီးခံပြီးတော့ခေါ်ပေးပါလို့ပိတ်ရက်မရှိ24/7 stand by ရှိနေပါတယ်လို့ကဲဟုတ်ပြီ24/7 stand by ရှိပြီမဲ့လူပေါင်းများစွာခေါ်တဲ့ခါကျ line မအားသေးတာမျိုးဖြစ်တဲ့ခါမျိုးကြောက်လို့ရှင်လေစိတ်မဆိုးပါနဲ့အချိန်တန်လို့ရှင်ဖုန်းဝင်သွားမှာပါအဲကြောင့်လို့ရှင်ဒါအကောင်းဆုံးဒါဆက်သွယ်ပြီးတော့ဒါစုံစမ်းမေးမြန်းလို့လည်းရတယ်အကောင်းဆုံးလည်းဖြည့်ရှင်းပေးမှာပဲဖြစ်ပါတယ်အဲ့တော့ဝန်ဆောင်မှုတွေလည်းပေးနေပါတယ်ဟုတ်ပါတယ်အဲ့တော့တိခန့်ပေးကြပါလို့เนาะအဲ့တော့ line တွေအများကြီးလေเนาะမအားတဲ့ခါကျတော့အဲ့အတွက်ကျတော့တို့ကတချို့လည်းစိတ်ဖြေရရှိတယ်သိရမလားအဲ့လိုမျိုးလေးဖြစ်လာလို့ရှင်လည်းတိခန့်ပေးကြပါလို့ပြောချင်ပါတယ်